မိကန်နဲ့အဝယ်စားအဆင်မပြေမှုအတွက်အားလုံးကိုတောင်းပန်လိုက်တဲ့ရွှေမုံရည်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရွှေမုံရည်နဲ့ရွှေထူကဖက်ရှင်မှာအမြဲတမ်းမိမိုင်းနေပြီးသူတို့ရဲ့မြန်မာတဲ့အရန်မောင်းကြောင့်ဘယ်ဝယ်စားနေဖြစ်လိုက်ဖန်နေတတ်ပါတယ်ဒါပေမဲ့ဒီရက်ပိုင်းအတွင်းမှာတော့ရွှေမုံရည်နဲ့ရွှေထူတို့ကသူတို့ရဲ့အဝယ်စားအပြင်ဆင်မှာအနေငယ်လိုအပ်ချက်ရှိသွားတာကြောင့်လူအများကိုပြန်လည်တောင်းပန်လိုက်ရပါတယ်ရွှေမုံရည်နဲ့ရွှေထူတို့ကအဝယ်စားလက်မသက်မရက်ဖြစ်နေတဲ့အပြင်စပင်းနောက်မဖိလာတဲ့ပုံစံဖြစ်နေတာကြောင့်ဝေဖန်မှုတွေရှိခဲ့ပါတယ်မိတ်ကလည်းမလိမ့်လာတာကြောင့်မျက်နှာကအားနေတဲ့ပုံစံဖြစ်နေခဲ့ပြီးအချို့တွေကသဘောမကျကြပါဘူးစိတ်မပါလက်မပါနဲ့ရိုက်ကူးရေးလုပ်နေတယ်လို့ပြောကြသလိုမိတ်ကမပါတော့လေမလာဘူးဆိုပြီးဝေဖန်ကြပါတယ်ရွှေထူကပစိုးကိုမငြင်းမညာဝတ်ထားလို့သူ့ကိုပြောဆိုခြင်းနဲ့သူတွေလည်းရှိကြပါတယ်အချို့တွေကလည်းဒီလိုဝတ်ဆင်လာတာကမလေးမစားလုပ်တယ်ဆိုပြီးအမြင်အမျိုးမျိုးနဲ့ပြောဆိုတာကြောင့်ရွှေမုံရည်ကပဲနောက်ဆုံးမှတောင်းပန်လိုက်ပါတယ်သူတို့နှစ်ယောက်လုံးကဖျော်ဖြေရေးတွေစတိုက်လုပ်နေရပြီးခရီးပန်းလာခဲ့တာကြောင့်မိတ်ကနဲ့အဝယ်အစားအဆင်မပြေဖြစ်သွားခဲ့ရတယ်လို့ဆိုပါတယ်။အဲဒါကြောင့်နိုင်ငံတော်ကလူကြီးမင်းတွေနဲ့မိဘပြည်သူတွေကိုမလီမစားလုပ်သလိုဖြစ်သွားခဲ့ရင်တောင်းပန်တဲ့အကြောင်းကိုရေးတင်ထားခဲ့ပါတယ်။ရွှေမုံရည်ကလူအများရဲ့အမြင်အမျိုးမျိုးကိုကြားပြီးတဲ့နောက်မှာအထင်လွဲသွားမှဆိုရင်နာကြောင့်ပြန်လည်ဖြေရှင်းလာခဲ့တာပါ။ခရီးတွေပင်ပန်းလာတဲ့အချိန်မှာတော့အမှုပညာရှင်တွေနဲ့လူသားတွေပဲဖြစ်လို့ပင်ပန်းပြီးမိတ်ကနဲ့အဝယ်အစားပေါ်မှာအာရုံသွားတတ်ကြပါတယ်။အဲဒါကိုလည်းပရိသတ်တွေကနားလဲပေးပြီးမြဲအချို့တွေကတော့အထင်လွဲသွားခဲ့ကြတာပါ။ရွှေမုံရည်ကဒီနှစ်တွေအတော်အတွင်းမှာတော့ကျမကြီးကြောင့်အမှုပညာအလုပ်တွေကိုမလုပ်ဖြစ်ပဲနားနေခဲ့တာပါ။အကယ်ဒမီရထားပြီးမဲ့လည်းအစာအိမ်ယောဂကမကြာခဏပြန်ပေါ်လာလို့အနားယူရပြီးဖျော်ဖြေရေးတွေရှိမှပဲတခြင်းဆိုလေးရှိပါတယ်။ကျမကြီးတွေလည်းမကောင်းတဲ့အပြင်ဖျော်ဖြေရေးတွေစတိုက်ဖြစ်လာတဲ့အချိန်တွေမှာတော့အဝယ်စားနဲ့အပြင်ဆင်မှာအားနေသွားခဲ့ပါတယ်။ဒါပေမဲ့ရွှေမုံရည်ကိုတော့ပရိသတ်တွေကနားလဲပေးကြပြီးကျမကြီးကိုပဲဂရုစိုက်ဖို့အတွက်ပြောနေကြပါတယ်။မိတ်ကန်နဲ့အဝယ်စားအပြင်ဆင်ရောမိသွားလို့တနိုင်ငံလုံးကိုတောင်းပန်လိုက်ရတဲ့ရွှေမုံရည်လည်းအမြန်ဆုံးနေကောင်းလာပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။